အမျိုးသမီးအများစုကအသက်35နှစ်နောက်ပိုင်းမှာဆိုရင်ခန္ဓာကိုယ်အောက်ပိုင်းဖြစ်တဲ့တင်မားတွေပေါင်တွေမှာအဆီစုလာတာတွေများကြပါတယ်အသက်35နှစ်နောက်ပိုင်းမှာဒီလိုမျိုးခန္ဓာကိုယ်အောက်ပိုင်းတွေတဖြည်းဖြည်းအဆီများလာရခြင်းကအထိုင်များလို့လည်းပါတယ်နောက်တစ်ခုကကျကိုယ်လက်လှုပ်ရှားမှုတွေနည်းလာတယ်ဟော်မုန်းတွေပြောင်းလဲလာတယ်ဒါတွေကြောင့်ခန္ဓာကိုယ်အောက်ပိုင်းတွေဖြစ်တဲ့တင်မားတွေပေါင်တွေမှာအဆီပို့ပြီးတော့ဆူကြတယ်ဒီထဲမှာရောပြုံးမိပါဝင်နေလားမင်္ဂလာပါဒီချန်တော်ပါဒီနေ့လေ့ကျင့်ခန်းလေးကတော့ခန္ဓာကိုယ်အောက်ပိုင်းဖြစ်တဲ့တင်မားတဲ့ပေါင်တွေမှာအစီပိုးစုနေတဲ့အမျိုးသမီးလေးတို့အတွက်ထိရောက်တဲ့လေ့ကျင့်ခန်းတစ်မျိုးကိုဝေမျှပေးမှာဖြစ်တယ်။မမကဒီလေ့ကျင့်ခန်းလေးကိုတော့ခုံတစ်လုံးကိုအသုံးပြုပြီးတော့ကစားပြထားပေးမယ်။တကယ်လို့အိမ်မှာခုံမရှိဘူးဆိုရင်လေကတစ်လေးတွေကိုအသုံးပြုပြီးတော့ကစားပေးလို့ရတယ်နော်။အလွတ်မကစားနိုင်ဘူးဆိုရင်အကင်လေးနဲ့ကစားပေးလို့ရတယ်နော်။ကဲကစားနည်းပုံစံလေးကိုရှင်းပြပေးမယ်နော်။ဒီဦးဆုံးမတို့ခုံပေါ်မှာခြေထောက်ကိုစတက်တဲ့ခါကျရင်ညာခြေတက်ရင်ဘယ်ခြေမြောက်မယ်ပြီးရင်ညာပြန်ဆင်းတော့ညာခြေတက်ရင်ဘယ်ခြေမြောက်မယ်ပြီးရင်ညာပြန်ဆင်းမယ်ဒီတိုင်းလေးပေါ့နော်ညာဘက်ကြည့်ပဲ12ကြိမ်တက်မယ်ညာဘက်12ကြိမ်တက်ပြီးသွားပြီဆိုရင်ဒီခါဘယ်ဘက်ပေါ့နော်ဘယ်ခြေတက်ရင်ညာခြေမြောက်မယ်ဘယ်ခြေတက်ရင်ညာခြေမြောက်မယ်ဘယ်ခြေတက်ရင်ညာခြေမြောက်မယ်ဒါလည်း12ကြိမ်ပေါ့နော်ဘယ်ဘက်12ကြိမ်ညာဘက်12ကြိမ်ပေါ့တကယ်လို့မိမိကခုမှစပြီးတော့ဆော့မယ်ခြေထောက်ကိုမမြောက်နိုင်ဘူးဆိုလည်းရတယ်နော်လေးတက်မယ်ဒါလေးပဲเนาะသူကခြေထောက်မမြောက်နိုင်ဘူးဆိုရင်ခုံမော်လေးပဲတက်ပြီးတော့ဆော့ပေးလို့ရတယ်เนาะဒီကစားနည်းလေးမှာကျတော့အစပိုင်းလေးမှာအလွတ်ဆော့ကြည့်ပေါ့တဖြည်းဖြည်းနဲ့ကိုကကျန်သားရသွားပြီးလေ့ကျင့်ခန်းလေးကိုပိုင်နိုင်သွားပြီးဆော့နိုင်သွားပြီးဆိုရင်လက်နှစ်ဖက်မှာအလေးကင်ပြီးတော့ခုံမော်ကိုတက်ပြီးတော့ဆော့ပေးလို့ရပါတယ်ဒီကစားနည်းလေးကိုဘယ်ဘက်ကို12ကြိမ်ညာဘက်ကို12ကြိမ်နဲ့ပညာမတစ်ကြော့သတ်မှတ်မယ်စုစုပေါင်း3ကြော့ဒါညီမလေးတို့အောက်ပိုင်းဆော့ရရဲ့ကလေးတွေမှာထည့်သွင်းကစားပေးလို့ရပါတယ်ဒီနေ့လေ့ကျင့်ခန်းလေးကတော့ခန္ဓာကိုယ်အောက်ပိုင်းတွေမှာအစီများနေတဲ့ပြုံးလေးတို့အတွက်တယောက်တဲ့လေ့ကျင့်ခန်းလေးဖြစ်တယ်ဒီကစားနည်းလေးကိုလိုက်ပါကစားဖို့လည်းဖိတ်ခေါ်လိုက်တယ်နောက်ထပ်ရောဘယ်လိုကစားနည်းလေးသိချင်လဲဆိုတာ comment box လေးမှာရေးပေးခဲ့လို့ရပါတယ်ဗီဒီယိုလေးခပြုံးလေးတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်နေနောက်ထပ်လည်းပြုံးလေးတို့အတွက်ဘဟုတုတတွေနဲ့လေ့ကျင့်ခန်းလေးတွေကိုဝေမျှပေးသွားပါဦးမယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ဒီချန်တော်ဖြစ်ပါတယ်